mani na tamano de goni na gono de no jin bong ma bo pnya shi jin me bong ma bo pnya ko tambo tha de wen jin me pnya shi de yaw la pnya ko tambo ma tha de wen jin ya ro taman lu de be yaw lai me taman lu de ye atwai khaw ha hi no yau nyat ne gan bo ywa da de ye atwai khaw lo be phit de paw thuk zani ko e chin ma pye bu de tu de ye a lot phit de ana ri yo a chwo si wa ma pye bu natta tan hi do Niban do thao ban phit bu so Dhamma Sajja ma ho thaအဲ့ဒါဆိုတော့ကိုပေါင်းတဲ့ဟာဝင်းကျင်ကဘယ်လိုမျိုးလဲဆိုတာသိဖို့တော့ဒါကြောင့်ဆုံးမစကားနားထောင်ရတယ်အဲ့ဒီဆုံးမစကားထဲမှာဘုရားရှင်ရဲ့အဆုံးအမတွေကပြည့်စုံဆုံးပဲဘာဖြစ်လို့လဲဆိုတလုံးနဲ့ virus နဲ့ပါလို့B နဲ့ virus ဆိုရင်တော့ဘာလို့ဘတ်မလိုက်ဘူးဗျာ V နဲ့ virus ဆိုတော့ပိုးမပါဘူးပေါ့ဗျာဘယ်လိုပဲ virus ပဲပြောပါဟုတ်လားပိုးကြိုက်ဆိုတဲ့ဟာလည်းမပါဘူးဘတ်လိုက်တာလည်းမပါဘူးလွယ်လားအဲ့ဒါမျိုးတွေရဖို့လွယ်လားမလွယ်ဘူးဒါကြောင့်အဲ့ဒါကိုမြဲမြဲနေလို့တန်ဖိုးထားရတယ်အဲ့ဒါကြောင့်ကိုရင်ရဟုတ်လားတနေ့လက်ထဲမှာရှိတဲ့တဲပွင့်အရေးအတွက်လောက်ငါ့ကိုဆုံးမပေးမဲ့သူတွေရောက်လာရင်ကောင်းမှာပဲလို့ဆန္ဒအာတိတ wish to do သူမှဆုတောင်းတာဆန္ဒဖြစ်တယ်ညှဉ်းတိုးတာကိုပြောတာနော်ဖះကိုယ်တိုင်သူ့ဖေပဲလေတို့တော့သူ့လိုအဲ့လိုဆုံးမပေးမဲ့သူတွေအများကြီးတူလိုချင်တာရသော်ပြအဲ့လိုအဆုံးမပေးတဲ့သူကိုရွှေအိုးပြတာနဲ့တူတယ်လို့ပြောတယ်ရွှေအိုးကြီးကိုမင်းဒီမှာကရွှေအိုးကြီးတူးလို့ရွှေအိုးကတဘွားပဲသုံးလို့ရအဆုံးမကကိုဘွားကြီးတစ်ခုလုံးအများကြီးကိုအစင်ပြေသွားစေတယ်နော်အဲ့တော့ဘဝမှာခက်ခဲကြက်တဲ့ပြဿနာတွေကြုံတဲ့အခါပညာရှိသူတော်ကောင်းတွေကစာအုပ်စာပေကနေဖြည့်ပြရကိုရှာကြတယ် solution လုပ်ဖို့အတွက်စာအုပ်စာပေကောင်းတွေဖတ်တယ်အဆုံးအမကောင်းတွေနားကြကြတယ်ဘဝရဲ့ဒီ traffic ဖြစ်နေတဲ့အပိုင်းတွေကို solution လုပ်ဖို့ problem solving လုပ်ဖို့ဟုတ်လားအဲ့အတွက်ဘုန်းတော်ဒီအဆုံးအမကောင်းတွေစာပေကောင်းတွေရှိနေဖို့ကိုလိုတာအဲ့ဒါမရှိရင်လူကဤဘော်တော်ကြီးဖြစ်ပေါ်တော်တော်ကြီးဖြစ်လူကပွားပြီးဟုတ်လားတကယ်ကြစ်လေးလေးမရှိဘူးပေါ့နော်ဒါကြောင့်စိုးဆုံးမကိုနာယူရမယ်